မေးစီကိုထူးဧည့်သည်လာမယ်ဒီဧကန်ထဲမှာရောတေချာတန်ရှင်းလုပ်ပြီးအမွေးနဲ့သာပြန်ထားလို့ပြောတာလုပ်ပြီးပြီလား နင်းရတယ်လေအန်တီတောင်ကိုကြောင့်ကြားဟာကြားဘူးလို့လူချင်းတွေ့ကျင်နေရပါ ကိုအကြောင်းလည်းမကောင်းကျတို့အိမ်ရဲ့အကြောင်းတွေကိုလည်းတိထားတင်တာပေါ့ ရှိနောက်ဝေးမှာမမေးကော်ဖီနဲ့မဟုတ်စင်တင်တင်ထားတယ်အဲ့ဒါလေးတက်ရက်လေးလုပ်နော်မေးစီကိုထူးဧည့်သည်လာမယ်ဒီဧကန်ထဲမှာရောတေချာတန်ရှင်းလုပ်ပြီးအမွေးနဲ့သာပြန်ထားလို့ပြောတာလုပ်ပြီးပြီလား ဟုတ်ဖြေပြီမီ အေးအဲ့ဆိုတေချာလုပ်ထားအောင်နော်ကော်ဖီနဲ့မဟုတ်ဟုတ် နင်းလာပါအန်တီနင်းရောက်ပါပြီရှင့် ထိုင်ပါအခုလိုမျိုးအန်တီစီကိုလာလဲအတွက်အန်တီအရန်ဝမ်းသာတာပဲသမီးလေးဝတ်ထားတာတကယ်ဝတ်စင်တန်းရှိရပဲအန်တီတို့မိသားစုနဲ့သမီးတို့မိသားစုအန်တီခက်ခက်ခဲခဲရင်းနှီးအောင်လုပ်ထားရတာ အန်တီကလည်းရှင်းမွန်လွန်းနေပါပြီနင်းရတယ်လေအန်တီတောင်ကိုကြောင့်ကြားဟာကြားဘူးလို့လူချင်းတွေ့ကျင်နေရပါ ဟုတ်ပါပြီရွှေကော်ဖီနဲ့မဟုတ်ယူခဲ့ပါဦးသမီးလေးကော်ဖီတောက်အောင်ရွှေကိုကြီးမတောက်ကိုပေါ်မှာတောက်ခေါ်လာရောဧည့်သည်ရောက်နေတယ်လို့မြ мян ဆင်းခဲ့အခန်းအောင်နေတယ်လို့နော် ဟုတ်မီ ကဲရောက်ကော်ဖီလေးဖြောထားတာတောက်လိုက်ပါဦးမုံလဲစနော်သမီး ဟုတ်ကဲ့ သမီးလေးငိမ့်ဒါကအနိတာကြီးမိုးတောက်တဲ့ဒါငိမ့်တဲ့ ဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ် မနာပါဟဲ့ကိုကဂျင်းတွေ့ရတာပို့ပြီးတော့ဒီနေ့လည်းမဟုတ်ဘူးလေနော် မမေဧည့်သည်ကိုစကားတွေပဲပြောနေတယ်လေဧည့်သည်ကကိုအကြောင်းလည်းမကောင်းကျတို့အိမ်ရဲ့အကြောင်းတွေကိုလည်းတိထားတင်တာပေါ့ဥပမာမမေကစင်းရဲသားတွေဆိုရင်ဘလောက်တောင်ရှုံးတက်လဲဆိုတာမျိုးပေါ့ ခွန်တောက်ဒီပစက်ကိုပိတ်ထားရင်ဧည့်သည်ရှိမှဘာလာပြောနေရလဲ မီချင်းရှိမှလေကလေးမတယောက်ငိုပြောရောက်နေတယ်သူ့ပတ်စံပြောက်လို့တဲ့ ဟောသမီးရဲ့အဲ့လိုအစ်စ်တမ်းမရှိတဲ့လူတွေတင်ထုတ်လိုက်လေ မီတို့လည်းမအတွေးတွေနဲ့မီထွက်ပြောကြည့်ပါဦး ဟာရှုပ်ဟဲ့သမီးခဏလေးနော်အနီ တောင်းမမိုင်တမီးမမကပတ်စံလေးဒီနားမှာကြာကြာငဲလို့အဲ့ဟာလေအန်ဒီကိုခြံသားမှာရှိမလားလို့လာရှာတမီးကိုအများကြီးပါနဲ့ ဒီကောင်မော့နေရလို့မင်းဖိုင်ပါဟဲ့ငါအိမ်ရှိလာပြီးတော့နမိတ်မရှိနမမရှိလာငေါ်ပြနေရလားညီတို့ညီမရဲ့တော်ထူနေတာပဲဟမ်အမညှူဆွဲလို့မရတော့ခလဲကိုလှပ်ပြီးတနာအောင်ဒါတော့ပြနေရလားဟုတ်လားဟမ် ရှုံးလေဒါကဘယ်လိုဖြစ်တာတော်ပါတော့မမေရဲ့ကလေးကပတ်စံလာတောင်းတာမဟုတ်သူရှာထားတဲ့ပတ်စံတွေကြောက်သွားလို့လာရှာတာ ခေါ်တော့နစ်ပတ်စက်ကိုပိုက်ထားလိုက်စမ်းဟက်ကောင်မနစ်ပတ်စံငါချန်နေရှေ့ကိုဘယ်လိုလုပ်ကြလာမှာလဲရွှေငါပတ်စံကြီးသွားပြီစမ်း ဟုတ်ကဲ့မီ နင်ငိုနေတာခုတိုက်လိုက်စမ်းစက်သိမရှိလားမလုပ်နဲ့နော်ရှာအဲ့လောက်ဆိုရပြီလားအခုချက်ချင်းငါ့ရှယ်ထွက်သွား